ဗျာယတနာစိန်ဘူးတော်ကိုကျွန်တော်တို့အမွှေးနတ်သားများပက်ဖြန်းပြီးရထပြန်လို့ပြင်ဆောင်ပေးရမယ်ဖရာဒါယကကြီးဥပြူလွယ်ဖရာဒါယကမကြီးဒေါ်ဣချွေစင်တို့ပဲဖြစ်ပါတယ်ခင်ဗျာနောင်တန်တရားဤစိတ်ကြမ်းမှဆောလို့ဒီနေဝနဲ့ဝါတို့လမ်းကြွရောက်စေတာရွှေထီတော်ရဲ့တတ္တမမြောက်ရတနာစိန်ဘူးတော်ဟာတင်လူပူဇော်ရနေမှာတတ္တလကဝိရုလကဝိရုဘကကုဝေဒအစရှိတဲ့သာသနာဆောင်နမင်းကြီး၄ပါးစောင့်ရှောက်ပြီးကျွန်တော်တို့အချမ်းရနတ်ပေါင်းတေဝါတို့နဲ့ခြံရံပြီးကျွန်တော်တို့ရွှေထီတော်ရဲ့တတ္တမမြောက်ဘုံစင်းကိုဘုရားဒါယကကြီးဥပြိုလင်းဘုရားဒါယကမကြီးတော်ဣချေစလုံးမှာယတနာစိန်ဘူးတော်ရဲ့ကျွန်တော်တို့တတ္တမဘုံစင်းကိုရတပြန်တော်တို့တင်းဆောင်ပူဇော်နေပြီဖြစ်ပါတယ်အောင်နမောတိတ်တိမဟိတ်တိဗုဒ္ဓံတရဏကိစ္ဆာမိအောင်နမောတိတ်တိမေဟိတိဓမ္မံတရဏကိစ္ဆာမိအောင်နမောတိတ်တိမေဟိတိတန်ဃံတရဏကိစ္ဆာမိဣတိနာသစ္စာဝုဇေနာဇေယောမိတေတုဇေယမင်္ဂလိသုတိမေဟောတုနဗယံဆိုတဲ့အတိုင်းဒီနေ့ဒီအချိန်ကရွှေထီတော်တင်လူပူဇော်ပွဲစေရင်ကျင်းပပြီးမင်္ဂလာရှိန်တော်ခါသမယမှာစားရင်အလုံးတော်ပုဂ္ဂိုလ်တ attva ခုနှစ်အသားသမီးဘုရားဒါယကမှာပေါ့ဘေးကင်းရန်กว่าကိုကျမ်းမှာစိတ်ချမ်းသာစွာဖြင့်တန္တရခရီးကောင်းမြတ်သောလမ်းစဉ်အထက်တန်းကျမျက်နှပန်းလာလို့သာသနာပြုအမျိုးကောင်းသားအမျိုးကောင်းသမီးသာသနာအာဇာနည်ဖြစ်ကြပါစေခင်ဗျာ